တွေးနေမယ်လွန်မျောနေလို့ဖြစ်သေးဘူးရှေ့စမမနှက်ဖန်အသေးကခေါင်းစဉ်တက်ပြီးညနေတော့မကုန်သေးတဲ့ရက်ကြံဒါကြတဲ့မှညက်ပြီးတော့တောင်းနေစီးကလည်းကုလုံးမှတဘူးကိုတရက်မခံဝါဆိုတာမစကားလည်းမရှိပါသေးတဲ့ဆက်ရတစ်ချိန်ကတချို့ဆိုတဲ့ဘင်းလေးကအခုကျတော့စကလုံးတွေကခတ်ထန်